အခုတော့ကျွန်တော်တို့ခရီးသွားဖို့အတွက်ပစ္စည်းတွေဝယ်နေပြီ။ဒါလည်းဆိုတော့ရေခဲပူးတွေဘုံတွေဘာညာတရကဒါတော့ကျွန်တော်တို့ရဲ့အဓိကလူကြီးကျွန်တော်တို့ဥက္ကဋ္ဌကြီးကိုကျော်မင်းထက်ပါဒါတော့ကျွန်တော်တို့အတွင်းမှုဆိုတဲ့ကိုဆိုတဲ့ကိုဆိုတဲ့ဖြစ်ကိုဆိုတဲ့ဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ရဲ့ဘာဟုတ်ပါလီလေးဖြစ်ပါတယ်ကျွန်တော်တို့ director ပါ director တို့ Mobilia Trip လက်ပြန်ပြီးစပါတော့အခုတော့ဒီနေ့လိုအပ်တဲ့ပစ္စည်းတွေဖြစ်ရတယ်ပေါင်းဝင်မယ်ပြီးတော့ရန်ကုန်စေးုံကြီးမှာစေးသွားထုတ်မယ်ဒီနေ့အတွက်အစီအစဉ်ကတော့လောက်ပဲလက်ပြန်မှာ9နိုင်မှာကျွန်တော်တို့ရဲ့ Mobilia Trip ကို9နိုင်မှာစမယ်အားလုံးပဲမင်္ဂလာပါ The next morning.ဒါတော့အခုကျွန်တော်တို့နည်းနည်းအားနဲ့ဆင်လောက်တာပေါ့နော်ဒါတော့ကျွန်တော်တို့ရဲ့အဓိက member တယောက်ဖြစ်တဲ့ကိုကျော်မင်းထက်ပါဒါတော့ကျွန်တော်တို့ကိုဖြုတ်ထိုက်ကြော်ပါကျွန်တော်တို့ခရကိုဖြုတ်ထိုက်ကြော်ပါဒါကျွန်တော်တို့ရဲ့မရှိမပြအချစ်ဆုံးအကိုနိုင်ဝင်းပါဒါလည်းကျွန်တော်အကူပေါ့နော်ကိုဟန်မင်းထက်ပါဒါကျွန်တော်တို့နဲ့အခုပထမဆုံးအခါ trip လိုက်လာတာအခုနာမည်ကတော့အခုပဲမိတ်ဆက်လိုက်ပါရတယ်ကိုအောင်ကျော်မင်းပါဒါတော့ကျွန်တော်တို့ရဲ့ခွင့်တော့ဒီလိုက်ရဒီနေ့လာပဲရှိကျွန်တော်တို့ရဲ့လို့မပြီးပါဘူးနာဟိုးတာခဏလေးဒါတော့ကျွန်တော်တို့ရဲ့ဟိုပေါ့ရပါအတူလို့ဟောပေါ့လူအတွင်းမှုပေါ့နော်တွဲဖက်အတွင်းမှုကိုကျော်ရဲသိထားပါဒါတော့ကျွန်တော်တို့ရဲ့အတင်းဝင်အတွင်းဆိုတာထက်ကျွန်တော်ရဲ့အခုနောက်လာမဲ့ဥက္ကဋ္ဌတွေကျွန်တော်ရဲ့နောက်လာမဲ့ဥက္ကဋ္ဌတွေနိုင်ဝင်းနဲ့အောင်သူအောင်မျိုးနဲ့အောင်သူဒါတော့ကျွန်တော်တို့ရဲ့ director ကိုခိုင်ဦးဒါတော့ကိုမြမိုးမဲလေးရပါကျွန်
ကျွန်တော်တို့ရဲ့မွေးနေ့ရှင်ကျွန်တော်ရဲ့ဒုဟိုပါဒုက္ခဖြစ်တယ်အတွေ့အမှုကိုဆိုခဲ့ပါဘာဒုအတွေ့အမှုတော့အတွေ့အမှုကိုပိုင်သူမာကိုမျိုးအောင်နဲ့ကိုမျိုးကိုမြင့်မြတ်ဟုတ်ပါလေကိုမြင့်ဟမ်မြင့်မြတ်ဆိုကိုမြင့်မြတ်ဆိုပါဒါကတော့ကျွန်တော်တို့ရဲ့ founder ကျွန်တော်တို့ရဲ့အကူလုံးရဲ့အကူပေါ့ကိုအောင်ကျော်ဒါကျွန်တော်တို့ရဲ့အတိတ်ခက်ပညာရှင်ကိုဟန်နီဟိန်းHappy birthday